ပါအားလုံးမပွင့်ကျွန်တော်လည်းမစားပါကျွန်တော်ဒီမှာဒီis recording နော် is recording ကိုလည်း view တွေအများကြီးမရဘူးlike တွေပါညာတိုင်းမလိုက်ဘူးကြတဲ့လူတွေအတွက်ကျွန်တော်မြောက်ပြင်ပါပဲဖြစ်ပါတယ်ဒီလိုလူတွေတော်တော်များများဒီအပေါင်းလေးကိုနှိပ်ပြီးတော့ဒီအပေါင်းလေးကိုနှိပ်ပြီးတော့ short ရိုက်ကြတာရှိတယ်လိုက်လင်းကြတာရှိတယ်ရန်နေ record လုပ်ပြီးတော့ video တင်တဲ့လူတွေရှိတယ်ဒီကျွန်တော်တို့က YT Studio လာအဲ့ဒါလေးကိုတွတ်တောင်းပါမယ်။တွတ်တောင်းမယ်ဆိုတော့ Play Store application တွေဝင်လိုက်။ပြီးတော့ search bar ထဲဝင်လိုက်။ပြီးရင်ဒီမှာလူမျိုးရိုက်ရှာလိုက်။ YouTube Studio လို့ရိုက်ရှာလိုက်။ပြီးတော့အဲ့ဒီ data လေးကို install လုပ်လိုက်တော့ကောင်းလေး install လုပ်လိုက်ကျွန်တော် install လုပ်ပြီးသားဖြစ်လို့ open လိုက်ပါမယ် open ပေးတာနဲ့ကျွန်တော်ဒီလိုမျိုးမပေါ့ဘူးကိုကဲအကောက်လို့ပေါ်လာမယ်ကိုကဲအကောက်လို့ကျွန်တော်အကောက်မရှိတော့အကောက်ဝင်လာအကောက်ရှိတော့အဲ့ဒီအကောက်ကိုနှိပ်ပြီးတော့ကျွန်တော်လုပ်လို့ရတယ် sorry နှိပ်ပြီးတော့လုပ်လို့ရတယ်ကျွန်တော်အကောက်ရှိပြီးတာမဟုတ်ဘူးအခုဆိုရင်ကျွန်တော် recording နဲ့ကျွန်တော်ဗီဒီယိုလုပ်တာနော်ဗီဒီယိုတစ်ခုလုပ်လိုက်မယ်ဗီဒီယိုတစ်ခုလုပ်ဝင်ကျွန်တော်နေဒီ1ဒီ story တွေဝင်ပြီးတော့ဒီအပေါင်းလေးရှင်မလားဒီအပေါင်းလေးတွေဝင်လိုက်ပြီးတော့ဒီမှာကျွန်တော်တင်တာလေးဗီဒီယိုတွေကျွန်တော်တင်ပေးလိုက်ပါတော့ဒါကပါရတော့အဲ့လိုမျိုးတင်လိုက်ပါတော့ကျော်တယ်ပေါင်းနေဝင်လိုက်ခဏထမ်းမိပါတော့ပြီးရင်နင်းရင်နဲ့ဗီဒီယိုတစ်ပုဒ်တင်လိုက်ရောတဲတဲမှာတော့တင်မယ်နှိပ်ဒါတော့တိုက်တန်းကိုရဲ့ဗီဒီယိုရဲ့ကောင်းစဉ်လို့ဆိုရင်တော့ဘေးမှာရောရကဲမှာအပေါင်းဆိုးမယ်လို့ရိုက်လိုက်အဲ့လိုပေါ့ဒါရီကတော့ဒီကောင်းကြတော့အရေးကြီးတယ်ဒါဘာမှမစင်သူပြင်လိုက်မယ်တော့ဒီ public ဆိုရတဲ့တာပဲဒီ private လာနဲ့ private ရတိုင်းဆိုပြီးနေလို့ဘာမလုပ်နေရဘူးနော်တော့ဘာမရေးရရှုပ်တယ်အဲ့တော့ဒီ average လေးနဲ့ average လေးနဲ့နေစနေနေနားမှာ average လေးပြောတာအဲ့လာလေးနေလာဒီနားမှာဒီနားမှာ average လေးထွက်လာရင်တော့ average ပုံမယ်မထွက်ရင်တော့တလူ average ပုံမယ်ဒီနားလေးမှာ average ပုံကောင်းလေးနေလာရင် average ရအောင်မှာပုံမယ်ဒီကောင်းလေးနေလာရင် average ရအောင်မှာပုံမယ်အဖေအောင်မှာပုံမယ်ကောင်းလေးဒီအလားလေးနေလေအဖေအောင်မှာပုံမယ်အဲ့ဒါလေးကိုလည်းဆိုရင်
ကောင်းမနေဘူးဆိုရင်ဒီအပရိယအပေါ်မှာပေါ်နေမှာပဲဖြစ်ပါတယ်ကျွန်တော်ရှင်းပြမယ်ဟုတ်အပရိယဒီနာမပေါ်နာအပရိယဒီနာမပေါ်နာကျွန်တော်လေဒီမြားလေးကိုနှိပ်လိုက်ပြီဆိုတာနဲ့ဒီလိုဖြစ်သွားအဲဒီအပရိယနှိပ်လိုက်တာနဲ့ဗီဒီယိုကထောင်းလို့ပြီးတော့သူပေါ်ရောက်ပြီးတင်းနေပါပြီခင်ဗျာဒါတော့ကျွန်တော်ဘာလဲမသိဘူးဒါတော့ဒီရမှာတော့ဒါတင်မိတာဖြစ်လို့မတင်တာပါအားလုံးပဲကျွန်တော်ရင်းနေတော့ဘာလဲအမြတ်တော့တယ်လို့မလင်းပါတယ်နောက်ပြီးပြန်တွေ့ရမှာပါ